အောက်လဲဘိုးထင်နဲ့မောင်ဘိုးတင်တို့ကကံပေါက်ရွာမှာလူခုခက်ကုန်းလေးများရင်ကျင်းစာကိုဖျက်ပေးပြီးတဲ့နောက်အတော်ပင်ပန်းနေကြပြီဖြစ်ပြီးတော့ကလေးသားမောင်ဘိုးထင်တို့၃ယောက်မှပြေးရလွှားနေအတော်လေးကိုဒုက္ခများခဲ့ရမောင်ဘိုးတင်လည်းလဲပေါ်မှာအိပ်ပျော်နေကြပြီမိုးကြိုးဆက်တောင်မွေးကြီးအားအဲချင်းမိုးတို့ဖြင့်လက်တာများပြန်လာသည်ကိုသူ့အားမိုးကြိုးဆက်တောင်မွေးလာပေးတဲ့လက်တာကြီးများထင်ပြီးတော့ဘိုးတွေကပေးခိုင်းလိုက်ခြင်းပဲဖြစ်တော်တယ်ဦးအောင်မစိတ်တန်လွှင့်၍သူအားပြောပြီးမဲ့အိတ်ချင်းစိတ်ကကြီးစိုးကအိပ်ပျော်သွားခြင်းဖြစ်တော်တယ်ဒီလိုနဲ့မောင်ဘိုးတင်တို့အပြန်ခီးမှာလဲတစ်ချက်ဆောက်မှာတော့မောင်ဘိုးတင်နိုးလာပြီလေနိုးလာနေလဲပေါ်ငူငိုင်းထိုင်ရင်ကိုဘိုးတွေမိုးကြိုးဆက်တောင်မွေးရောမင်းပဲငါတို့လဲပေါ်ပြန်လဲလက်တာကြီးကိုပေးလိုက်စုအဲ့တော့ငါပေးလိုက်ပြီအဲ့ဒီကမှမောင်ဘိုးတင်သူဤဖဦးအောင်သူစီလွတ်သည်စိတ်စကားကိုပြန်သတိရပြီးဟာသွားပြီဗျာမှားကုန်မျိုးဘာဖြစ်တာတော့ဘိုးတင်ဘာပြမလဲကိုသားရကျုပ်တောင်မွေးကြီးတခိုးခိုးပါပြီဟာဟုတ်လို့လားကွာမင်းတို့လာပို့ပြီးတဲ့လက်တာကြီးပြန်ယူသွားတာမဟုတ်ဘူးလားဘယ်ဟုတ်မှလဲဗျာကျုပ်ဖပြောတယ်တောင်မွေးမပိုင်ပြန်မလာနဲ့တဲ့မောင်ဘိုးတင်တားနဲ့ဘိုးလေးတွေကျဲလောင်လောင်စကားတန်များကြောင့်တားရင်းနေပေတူးလဲနိုးလာကအေးလူကြီးဘာပြရပြန်တော့လဲဗျာဘာပြရမှာလဲမိုးကြိုးသက်တောင်မွေးလက်ရတွေကြည့်ပြီးခိုးသွားလို့ကွာခင်ဗျားတို့လက်ရတွေလဲပေါ်ဝင်ချီတော့မမောင်းနိုင်ဘူးလားညံ့တယ်ဗျာဘယ်ကလာလဲပေါ်ဝင်ချီရမှာလဲဟိုကောင်ဘိုးတင်ကဖိုးလေးကိုအပေါ်မြောက်ပေးခိုင်းလိုက်တာလीဟာဘိုးတွေမင်းစီအိုင်ပြီလို့စောက်သုံးလည်းမကြပါလားဘာကြောင့်ပေးခိုင်းလိုက်တာတော့ဘေဒူးကမကြင်မနှက်ဖြစ်မောင်ဘိုးတင်ဟာစကားဆိုတဲ့အခါမောင်ဘိုးတင်ကတပ်ပြင်းကိုအရှိချလိုက်ပြီးမင်းငါ့ကိုအပြစ်ပြောမနေနဲ့နော်အေးပြတာဘလောက်ကြာပြီတတိနေ့ပြေးလိုက်ရလွှားလိုက်ရနဲ့လဲလေးပေါ်ရောက်မှအိပ်ရတာကွာမင်းတို့ညောင်အိပ်ချင်တော့ငါလည်းအိပ်ချင်တာပေါ့လက်ရငှက်ဆိုအဖားလွတ်လိုက်တယ်ပဲထင်တော့ပေါ့ကွာမောင်ဘိုးတင်ကဘေဒူးကပြန်ရှင်းပြနေစင်မှာတာရမှနွားလဲကိုရက်လိုက်ပြီးကဲအဲ့ဆိုငါတို့ဘယ်လိုလုပ်ကြမလဲဘိုးတင်ခင်ဗျားတို့ပြန်ကြဗျာကျုပ်ကြောက်လေးလိုက်ရှာလိုက်ပါမယ်ကျုပ်မားကြောင်ခင်ဗျားတို့ထပ်ပြီးတော့မပင်ပန်းစီချင်တော့ဘူးမောင်ဘိုးတွေကမျက်နှာကိုတီးကြည်ထားပြီးတော့စကားဆိုနေတဲ့အခါသူ့ဘေးမှာရှိတဲ့ဖိုးထွေးကနရင်ကိုတစ်ချက်အုပ်လိုက်ပြီးမင်းဆိုတဲ့ကောင်စောက်ကြီးစောက်တယ်တအားပြောတယ်ကောင်နော်လဲပြန်လဲကွာဥကုတ်တကားတို့စီပြန်သွားမယ်ဘာဖြစ်လို့လဲဗျာမင်းတောင်ဝေးကြီးရှာမှာဘယ်လောက်ကြာမှမသိတာမဟုတ်ငါတို့မှဆန်မရှိတော့ဘူးပေးခဲ့တဲ့ဆန်နဲ့စီလည်းပြန်တောင်းအောင်မှာပေါ့အဲ့ဆိုခင်ဗျားတို့ကလိုက်ရှာပေးမှာပေါ့ဘိုးတင်ကကြောင်တောင်တော့နဲ့ဒီကောင်တော့ငါလှုပ်လိုက်ရတာယာကဘိုးတွေကကြီးကအဲ့ဒီလိုသောစကားကိုပြောလိုက်ပြီးနွားလေးကပြန်ပြီးတော့လှဲ့လိုက်ပါလီတော့ဒီမောင်ဘိုးတင်ကလဲကိုပြန်လှဲ့လာပြီးတော့မိသူကောင်မှအပြစ်ထမ်းမဆိုအားလုံးတိုင်တိုင်မေမေနဲ့ဥကုတ်တကားတို့အိမ်ကိုပြန်လှဲ့လာကြလိမ့်တယ်မောင်ဘိုးတင်တို့ကအားသာချက်ကရှိပြီလေအဲ့ဒီຢာကတခြားမဟုတ်တရားကိုတရားအပြစ်မဆိုခြင်းပဲဖြစ်တော့တယ်ပုံမှန်နေထားအတွက်တရားကိုတရားဆောင်းမြောင်းကြပြီမဲ့တကယ်ရေးကြည့်ပြီးဆိုကမိသူကောင်မှအပြစ်မဆိုအားလုံးတိုင်တိုင်မေမေရှိကြတယ်စုပေါင်းခြင်းဒီအောင်မြင်ခြင်းဆိုဤမောင်ဘိုးတင်တို့စုပေါင်းပြီးတော့အောင်မြင်ခြင်းဟာသူတို့အားလုံးမှာအကောက်ကျန်သိမရှိသောသူများဖြစ်တာကြောင့်အောင်မြင်တာဖြစ်နိုင်ယခုလည်းအစာပိုင်းသာမိုးကြိုးဆက်တောင်ဝေးကိုမတမာသူလက်ထဲပါသွားတဲ့အတွက်ဘူထူနေသုံးတာဖြစ်ဆိုကြပြီးတိတ်မကြသောအချိန်မှာတော့အားလုံးကတိုင်တိုင်မေမေနဲ့ဖြစ်နေကြပြန်နေမောင်ဘိုးတင်ကလဲစီနေဖိုးထွေးတို့ကိုကြည့်ကစကားဆိုလာလေးခင်ဗျားတို့ကျေးဇူးတင်ပါတယ်ဗျာဟာဘိုးတင်ကျေးဇူးဆိုတာဘယ်တော့ပြောတတ်သွားဟမ်ငါတို့ပေပင်သားတွေကကျေးဇူးဆိုတဲ့စကားတော့သိနားမလဲဘူးဘိုးတွေပြောဒီမှာဟုတ်ပြီပေပင်ရွာသားများအကုန်လုံးဒီမှာကျေးဇူးတင်ပါသည်ဆိုသောစကားလုံးကိုမသုံးကြပါသူတို့ရွာတွေမဟုတ်ကြံသောရွာများလည်းအသုံးမပြုပြီကျေးဇူးတင်ပါသည်ဆိုသောစကားရက်မတွင်ကျဲသေးသည့်အတွက်ကြောင့်လည်းဖြစ်နိုင်သလိုတောကြလို့ရလည်းဖြစ်နိုင်မောင်ဘိုးတွေကကျေးဇူးတင်ပါသည်ဆိုသောစကားကိုနွားပွဲစီခောက်ဆွဲဆိုင်မှစပွဲတို့လေးပြောတာပထမဆုံးကြားဘူးချင်းဖြစ်ပြီလေသူတို့ရွာမှာကျေးဇူးသောစကားကိုမသုံးမိမဲ့စိတ်ထဲမှာတော့တော်ကိုကျေးဇူးဥပကာတင်တတ်သည်ပါဇာမှာတော့ကျေးဇူးတင်ပါတယ်ဆိုသောစကားလုံးကိုမပြောတဲ့ချင်းပေကျေးဇူးတင်ပါတယ်ဆိုသောစကားရဟာမျိုးသားများအတွက်အသီးသန့်သုံးရသောစကားလုံးဟုမောင်ဘိုးတွေတို့မှတ်ယူထားခြင်းတော့ဖြစ်တော်သည်ယခုလည်းထူးခြားခြားဖိုးတွေတို့ကကျေးဇူးတင်စကားဆိုနေတဲ့မောင်ဘိုးထင်ဟာသူတို့အားလုံးအံဝရကြီးကြီးတွေကဥကုတ်တကားနေကိုလဲလေးစီလို့တွားနေကြပါလိမ့်တော်သည်ကဘာကြီးကလည်းပတ်နေတယ်ဆိုတာကိုမောင်ဘိုးတွေတို့သေချာမသိပေသူတို့သိနေသည်ကနေကြီးကအရှိမနောက်သို့တဖြည်းဖြည်းသွားနေသည်ဟုသာသိပြီလေဒါကြောင့်နေလုံးကြီးကနောက်ဘက်ကိုတဖြည်းဖြည်းနဲ့သွားနေကအပူချိန်လျော့သွားတာကြောင့်ပေတူးမှနေလုံးကြီးကိုကြည့်ကပြစ်တင်ပြောဆိုနေပြီလေဒီနေကြီးကလည်းသွားတာမြောင်မြန်တယ်ကွာအင်ဟာတန်ရုံးနဲ့ချီပြီးတော့လိုသောရွှေ့လို့ရတယ်ကောင်းသားဟာပေတူးဘာလို့တော့ဘွားနေနေကြပါလားကိုဖိုးရကိုသားလဲရပဲနေနေရလားဟိုမိုးပေါ်နေလုံးရပဲမြန်နေလားမပြောတတ်ပါဘူးဗျာနေရဆောင်းနေပြီကျုပ်ကတော့တောင်ဝင်းမြင်မြန်ရှာပြီးတော့မြင်မြန်ပြန်ကျင်နေဗျာအေးပေါ့မြင်ပါလို့လောနေအင်္ဂုတရိယလို့ပေါ့ဗျာဟာထူးဆန်းပါလားပေတူးဟမ်အေးဗျာကျုပ်ရင်ကဘာမှသတိရတာမဟုတ်ဘူးအခုမှအင်္ဂုတရိယနေတယ်အေးပေါ့ကွာမင်းသားကငယ်သေးတာကိုအဲ့လိုလည်းမဟုတ်ဘူးကိုသားရကျုပ်ဒီလက်ကြတဲ့ခီးတောင်သွားဘူးသေးတယ်
ဘာမှသတိရတာမဟုတ်ဘူးအခုမှထိုးစင်မှဖြစ်နေတာအဲ့တော့ပေတူကမောင်ဘိုးတင်တို့ဝိုင်းဝန်းနှိမ့်သိမ့်လိုက်ကဥက္ကုတကအိမ်ကိုလဲလေးနဲ့ပြန်လဲသွားနေကြပါလိမ့်တော့တယ်နေဝင်ရောချိန်ပါမောင်ဘိုးတင်တို့ကဥက္ကုတကတလုံးအိမ်လေးကိုရောက်ရှိလာကြလေတယ်ဥက္ကုတကသူ့အိမ်အဝင်ပေါင်များပြင်ဆင်နေလို့မဝင်ကလည်းသူတို့၏သုံးဆောင်ပစ္စည်းများကိုလဲလှယ်နေတယ်ပုံမှန်အိုးများပကံများကိုတင်ထားရှိကအဲဒီတာမန်လူသုံးဆောင်ပစ္စည်းများကိုစေးကြောနေတယ်အရင်ကသုံးခဲ့တဲ့သေးကွေးသောပစ္စည်းလေးများကိုလည်းပြန်ပြီးတော့သိမ်းနေပြီလေအဲနောက်သူမတို့မိဖို့နှစ်ယောက်ဟာလဲတစ်စီးနဲ့သူတို့အိမ်ဝိုင်းနဲ့ဝင်လာတဲ့မောင်ဘိုးတင်ကိုမြင်တဲ့အခါမှာအန်အိုးဝမ်းသာနေကြပြီကောင်းလေးတွေလမ်းများပြောက်လာတာလားဘာဖြစ်ဖြစ်မင်းတို့ပြန်လာတာကောင်းဝမ်းသာတယ်ကွာမင်းတို့ငါကောင်းကောင်းကျေးဇူးမဆက်ရသေးဘူးဥက္ကဋ္ဌကြီးအဖြစ်ကတော့မပြောချင်တော့ပါဘူးဗျာကျုပ်ကောင်ဘိုးတင်ပေါ့ခင်ဗျားတို့ချိန်ဆောင်ပြောက်လို့ပြီးတောင်မွေးယူတခြားသူကိုပေးလိုက်လို့ပြောအဲ့ဒါလိုက်ရှာအောင်မှရွာပြန်လို့မရသေးဘူးဟုတ်လားဖြစ်ရလေကွာကြပြောငါတို့ဘာတွေကူညီရမလဲဘိုးတွေကဥက္ကုတကနဲ့စကားပြောနေပြီလေဥက္ကုတကသားနဲ့လဲဖြုတ်ကူရင်းနဲ့စကားပြောနေခြင်းဖြစ်တော့တယ်အဲနောက်သားကနွားကိုဆွဲနေဥက္ကုတကကိုကြည့်ကဦးကြီးပြောရမှာအားတော့နာတယ်ဗျာကျုပ်တို့ပေးခဲ့တဲ့ဆန်လေးတစ်ခွဲလောက်နဲ့စီလေးနည်းနည်းပါးပါပြန်လို့ခြင်းလို့ပါမဟုတ်တာကွာအကုန်ပြန်ယူသွားဦးကြီးမှာမင်းတို့ထားခဲ့တဲ့အတိုင်းဒီတိုင်းရှိသေးနောင်လေးမှာကြွားတွေကမပြေလဲသူတွေကိုလိုက်ဝေမလို့ဆိုပြီးထားတာဟေးအကုန်ယူပါဦးဗျာဟိုစံတရင်လောက်နဲ့စီနည်းနည်းယူသွားမယ်ဦးကြီးမှာဆိုင်အဖို့ရှိလားဘူးမလေးနဲ့ငါးကောင်လေးတွေအဲ့ဒါပြီးမှငါအစင်မြောင်လုပ်ပြီးထားမယ်အခုတော့မင်းမထမင်းချက်နေတော့ဒီညတော့အိမ်မှာပဲအိတ်ကြပေါ့ကွာနော်ဒါနဲ့ဘိုးတို့ကဥက္ကုတကရဲ့စကားကိုကောင်းငင်းလိုက်ကြလေမောင်ဘိုးတွေတို့တော့ကမန်းဝင်ကအနားကိုသွားပြီးသူမထမင်းချက်နေတာကိုထင်းတယ်ကူလိုက်ရေကကူလိုက်နဲ့စကားတပြောပြောရီမောနေကြပြီလေအဲ့ဒီခြေရာကိုသားတွေဖိုးထွေးမြင်တဲ့အခါသူတို့ချင်းနဲ့အတန်တိုးတိုးနဲ့စကားဆိုကြလေဒီကောင်သူ့ဘတောင်မူကြီးပျောက်သွားတော့မဝင်ကနဲ့တွေ့လို့ပြုံးနေဟမ်တော်သေးလို့ဒီကောင်ဘိုးတွေငါ့တဲ့ငယ်လို့ငေါင်းနဲ့ရွယ်သူသားဆိုရင်ငါမီးကြော်တယ်မင်းလိုက်တော့စိတ်မချဘူးဟာဒီဟုတ်တယ်ဟိုကောင်လည်းဘာထူးလေကြည့်အောင်အစာတော့ပေမန်းလို့နဲ့အိတ်နေလိုက်တာအခုတော့သူတို့မဟုတ်တဲ့အတိုင်းပဲဟိုကောင်တာရုပ်ကြီးထင်းတယ်နေဗျာလဲတစ်စီးတိုက်လောက်ပါတယ်ဒီကောင်ကြီးကဗီဇပါလာလားဒါမှမဟုတ်ဘာလို့လဲပေါင်းလို့ပဲဒီကောင်ဒီလိုဖြစ်ကုန်တာလားမသိတော့ကွာဘိုးရင်းနေတာရသူတို့ရွယ်ကြီးတွေနဲ့သွားဝိုင်းကူလို့မတင်တော့မဝင်ကထမိတ်ချက်နေတဲ့နေရာကိုကြီးနေမကြေမချမ်းဖြစ်ကမောင်ဘိုးတွေတို့အတင်းအားနှစ်ယောက်သားတိုးဆိုနေကြပါလေတော့ဒီဥက္ကုတကနေမိမာလေးဖြစ်သူမဝင်ကတော့မောင်ဘိုးတွေတို့ကကောင်းမွန်စွာချက်ပြုတ်ကျွေးမွေးကြလေတယ်မောင်ဘိုးတွေတို့ပြောင်းနေသူကိုတရင်ရသွားတဲ့ကံပေါက်ရွာလူကြီးကသူဤတစ်ပည့်၃ယောက်နဲ့ဓမင်းအုံနဲ့ဟင်းမျိုးစုံကိုယူလာကမောင်ဘိုးတွေတို့ကကျွေးမွေးကြလေတယ်အဲနောက်ဓမင်းစားပြီးရင်းနေချမ်းအိုးကိုအလဲမှာချလို့စကားသမီးပြောကြလေတယ်ကံပေါက်ရွာလူကြီးကမောင်ဘိုးတွေတို့ကကျေးဇူးတင်စကားကိုအထက်ထပ်ဆုံးနေပြန်၍တားယူထားတဲ့အထိဖြစ်တော်တယ်အဲနောက်ရွာလူကြီးကမဟုတ်ရင်တို့ကိုကျုပ်တို့တရွာလုံးကကျေးဇူးတင်နေတာပါအရင်ကဆိုကျုပ်တို့မလုပ်ချင်မိမယ်လူတွေတတ်ခဲ့ရတယ်အခုတော့မောင်ဝင်လေးတို့ကျေးဇူးကြောင့်နောက်ထပ်အဲ့ဒီလိုတွေလုံးစရာမလိုတော့ဘူးဒါနဲ့အစိုးရပြောနေတာကြားလိုက်ပါတယ်တောင်မွေးပြောက်တယ်ဆိုတာလေဟိုလဲဟိုကပြုတ်ကြကြမ်းခဲ့ရတာလားဘယ်ဟုတ်ရမလဲရွာကြီးဟာကျုပ်ကိုယ်တိုင်ပေးလိုက်မိတာဟာစားပါလားကွာဟိုကျုပ်တို့တောင်မွေးကိုလာပေးတော့လဲလက်သားငှက်တွေကချီပြီးတော့လာပေးတာလေအခုကျုပ်တို့လဲပေါ်လက်သားငှက်ကြီးတွေကပ်ပြီးပြန်နေတော့လာပေးတဲ့ငှက်ကြီးအထင်မျိုးပေးလိုက်မိတာဗျာအဲ့ဒါဆိုမောင်ရင်တို့တောင်မွေးကိုကလိန်ကြပြီးယူသွားတာပေါ့ဟုတ်တာဘိုးကြီးဟာအဲ့ဒီတော့ရွာလူကြီးကဥက္ကုတကကိုတေချာကြည့်ကဥက္ကုတကဘလို့လဲကျုပ်တို့ကူညီလိုက်ကြမလားဗျကျုံနေတယ်ဘာမှပြောကြမရှိပါဘူးဗျာရွာလူကြီးတဘောပါပဲအဲ့တော့ရွာလူကြီးကမောင်ဘိုးတင်တို့ဘက်ကိုပြန်လှည့်ကကဲမောင်ရင်တို့ဘာမှစိတ်မပူနဲ့ဦးကြီးတို့ကျေးဇူးပြုပြီးတော့မောင်ရင်တို့ကိုလည်းပြန်ပြီးကျေးဇူးပြုပြစီဘာပြောတာကျုပ်သိနားမလဲဗျဒီလိုမောင်ရင်လေးဘာကြီးတို့ရွာမှာကြောက်စိမ့်မယ်တော့ရုပ်ထုတွေရှိသူ့ကိုမဲတော်လို့ပဲခေါ်ကြတယ်နာမည်တွေဘာတော့ဘာကြီးတို့လည်းမသိဘူးပေါ့ဘာကြီးတို့စိုက်ပျိုးဖို့မိုးရမ်းခေါင်နေတယ်ဆိုရင်မဲတော်ရုပ်ထုနာသွားပြီးတော့ဆူတောင်းနိုင်အဲ့ညာအိမ်မပေးတယ်အစီရည်လှုပ်ခိုင်းတော့တာပဲဘာကြီးတို့အစီရည်လှုပ်လို့ရှိရင်တကယ်မိုးရွာလာတာမောင်ဘိုးတင်ရွာလူကြီးရဲ့ပြောစကားကိုစိတ်ပါဝင်သားစွာနားထောင်နေပြီးဆက်ပြီးတော့မေးခွန်းမေးလိုက်လေတယ်တိုက်ဆိုင်တာမဖြစ်နိုင်ဘူးလားဘာကြီးမောင်ဝင်လေးရဲ့ဘာကြီးတို့ဘိုးဘေးတွေခေတ်ကလေးကဆိုတော့တိုက်ဆိုင်တာမဖြစ်နိုင်ပါဘူးဟိုအဲ့ဒါဆိုလေကျုပ်တို့ကူညီအောင်ဘာကြီးဟာကျုပ်ပါအဲ့ဒီတောင်ဝင်မပိုင်ပြန်လာတယ်လို့ပြောလိုက်တယ်ဗျာကျုပ်တယောက်တည်းအတွက်ကမပြန်လဲဘာမှဖြစ်ပါဘူးသူတို့တွေကကျုံမပြန်ရင်သူတို့လည်းပြန်မှာမဟုတ်ဘူးဟိုတွေးအောင်ရှားမှာဘာကြီးစိတ်မူပါနဲ့မောင်ရဲ့မဲတော့ကိုသာဆူတောင်းလိုက်မဲတော့အိမ်မပေးလိမ့်မောင်ရင်တို့တွေကမဲတော့စီဆူတောင်းဖို့ဘယ်သူလိုက်ခဲ့မှာလဲကွဟမ်ရွာလူကြီးကအဲ့လိုပြောတဲ့အခါမောင်ဘိုးတင်တို့ကတယောက်ကိုတယောက်ကြည့်လိုက်ကြပြီးတာရကရွာလူကြီးကစကားဆိုလိုက်လေဟိုဒီကဘူးတင်ပဲလိုက်လိမ့်မယ်ရွာကြီး
အေးခဏနေဦးကြီးတို့သွားကြတာပေါ့ကွယ်မောင်ဘိုးတွေမဲ့လိုက်ခဲ့ဂျန်တို့သူတွေကဒီမှာပဲစောင့်ဖို့ပြီးတော့မှဦးကြီးပြန်လိုက်ဖို့ခိုင်းလိုက်ပါမယ်ဟုတ်ကဲ့ပါဦးအစင်မီတို့လုပ်ပါဗျာဒီလိုနဲ့ရွာလူကြီးဟာမောင်ဘိုးတွေတို့နဲ့စကားစမိပြောပြီးတဲ့နောက်မောင်ဘိုးတွေကိုခေါ်ကာသူ့တပည့်များနဲ့တူရွာထဲကိုပြန်သွားကြပါလိမ့်တော့တယ်ဦးခေါ်တကားအိမ်မရွာလူကြီးတို့နဲ့တူမောင်ဘိုးတွေထွက်လာလျာရွာထဲကိုရောက်လာပြီးဖြစ်တော်တယ်ရွာထဲရောက်တဲ့အခါအတော်မှောင်နေပြီးတော့ရွာလူကြီးကမိအိမ်ကိုသူ့တပည့်များအားတွားယူစေလိမ့်တယ်မကြသောချိန်မှာရွာလူကြီးတပည့်နှစ်ယောက်ရဲ့လက်ထဲမှာရေနံစီမိကွက်ထည့်ထားတဲ့မိအိမ်လေးကိုတယောက်လုံးဆွဲကင်ပြီးတော့ပြန်ရောက်လာကြတယ်။အဲနောက်ရွာလူကြီးကမောင်ဘိုးတွေကမိအိမ်တစ်ခုကိုပေးလိုက်ပြီးရွာလယ်မှာရှိတဲ့တစ်လုံးများကာထားတဲ့ခြံထဲကိုခေါ်လာခဲ့လိမ့်တယ်။တစ်လုံးခြံကြီးကိုဝင်ပေါက်ကိုတော့ဖြင့်အကြတာခတ်ထားကရွာလူကြီးကတော့ဖွေပြီးတော့ခြံထဲကိုဝင်လိုက်ရမှာတော့အတွင်းမှာတစ်လုံးအိမ်လေးတစ်လုံးကိုထပ်တွေ့လိုက်ရလိမ့်တယ်။အဲဒီအိမ်လေးကလည်းတော့ခတ်ထားပြန်တယ်။မောင်ဘိုးတွေစိတ်ထဲမှာတွေးလိုက်မိပြီလေ။တရွာလုံးတကားမရှိတဲ့ဒီရွာမှာရွာလယ်မှာရှိတဲ့ယခုနေရာအားတကားနဲ့တော့အခိုင်မှာခတ်ထား၍ရွာသားများအတော်ကိုမြန်တိုးတဲ့ရာစွာကိုသိနိုင်ပြီလေ။အဲနောက်ရွာလူကြီးကအိမ်တကားတော့ကိုဖွင့်ပေးလိုက်ပြီးကဲမောင်လေးမင်းတယောက်လည်းဝင်သွားလိုက်တော့အဲ့ဒီထဲမှာမင်းစိတ်ထဲရှိတဲ့အတိုင်းမဲတော့လှုပ်ကြည့်ပြီးစူတောင်းပြီးတော့ကောင်းလေးဟုတ်ကဲ့ပါကျုပ်ဝင်သွားလိုက်ပါဗျာမောင်ဘိုးတွေကတင်လုံးအိမ်လေးတဲကိုမိအိမ်ကိုလက်ကဆွဲပြီးတော့ဝင်သွားလိုက်ပြီအိမ်လေးထဲမှာတော့ရှင်းလင်းနေပြီးကျုံးုံတစ်ခုံပေါ်မှာစိမ့်အောင်ကြောက်စိမ့်နေပြီးလောက်ထားသောရုပ်တုတစ်ခုကိုတွေ့လိုက်ရပြီးတော့တပေကွဲများရှိပြီးစိမ့်ဖက်မဲ့ရုပ်တုဟာအမျိုးသမီးတူရဲ့ရုပ်တုဖြစ်ပေတယ်မောင်ဘိုးတွေကအဲ့ဒီရုပ်တုကိုသူ့လက်မှာကင်ထားတဲ့မိအိမ်နဲ့သေချာကြည့်လိုက်ပြီးတယ်သူတစ်ခါမှမမြင်ဘူးတဲ့စိမ့်မက်ကြောက်တုံးမှာရှေးခေတ်နန်းရင်းသူလိုဝေစားထားပြီးတော့ဦးကောင်းရှိသပင်များကိုဘီးစပတ်ပတ်ထားပြီးတယ်အဲနောက်မောင်ဘိုးတွေကမိအိမ်ကိုကျမ်းပင်ကိုချထားလိုက်ပြီးတော့မေတော်ရုပ်တုကိုလက်အုပ်ချလိုက်ကမျက်လုံးမှိတ်ပြီးဗဇက်မှာဆူတောင်းစကားပြောကြလိုက်ပြီးတယ်မေတော်ကြီးကျိုးရဲ့တောင်မွေးကိုတခိုးခိုးသွားတယ်ဗျာအဲ့ဒါဘသူခိုးသွားဆိုတာသိအောင်ဆူတောင်းပါတယ်ဗျာမောင်ဘိုးတွေကသူပြောတဲ့သူလိုပြောကမိအိမ်ကိုပြန်ပြီးတော့အိမ်ပင်ထွက်ရဟန်ပြန်လိုက်သည်သူမမြင်မသိလိုက်သည်ကသူကင်ထားတဲ့မိအောင်အောက်မှာမေတော်ကြောက်စင်းရုပ်တုမှာပြုံးရည်နေပြီဆိုတာပဲဖြစ်ပါလေတော့တယ်မောင်ဘိုးတွေကမေတော်ရုပ်တုဟာဆူတောင်းပြီးတဲ့နောက်ကံပေါက်ရွာလူကြီးဟာသူဤတပည့်များကိုဥခုတ်တကားနေအိမ်တို့လိုက်ဖို့ဈေးလေးတဲ့မောင်ဘိုးတွေကဥခုတ်တကားအိမ်ကိုရောက်တဲ့အခါမှာတော့သူအားဆောင်မြော်နေတဲ့ဖိုးထွေးတို့ကိုမောင်ဘိုးတွေကထိုင်လိုက်တာနဲ့အကျိုးအကြောင်းတန်းပြီးတော့မေးမြန်းကြလိမ့်တယ်ဘိုးတွေချင်းဘလူတော့ကွာအစင်းအောင်ကြောင်းနဲ့ထုထားတဲ့မင်းသမီးရုပ်ကိုတော့ဆူတောင်းခဲ့တာပဲဗျာဟာကောင်မေတော်တို့လုပ်ပါဟာကျွန်တော်တို့မင်းသမီးရုပ်လိုပဲထင်နေဗျာဒါနဲ့ရွာထဲကအကြီးလားတို့ဆိုပင်လိုမျိုးဘီးနဲ့ပတ်ထားသေးတာမင်းကတော့မေတော်ညသွားဘူးတော့မဟုတ်လို့ပဲနော်နေကင်းသားဆိုဘယ်လောက်များအသေးစိတ်ကြည့်မလဲမသိဘူးအဲ့ဒါဆိုဘာကြီးရွာလူကြီးပြောလိုမျိုးကျုပ်ကအိမ်မပြေးမှာမဟုတ်လားဘူးအေးအဲ့လိုထင်တာပဲအဲ့ဒါဆိုရင်တော့အချိန်ပြိုးလို့မဖြစ်ဘူးပြိုးဟိတော့သားကြီးနဲ့ပြီးသူမင်းတို့အိမ်ပါလာကြငါတော့အလုပ်ရအိတ်လိုက်အောင်မယ်ကွာအဲ့တော့မောင်ဘိုးတွေကသားကြီးနဲ့ပေတူးတို့စကားပြောကဥခုတ်တကပြင်ပေးထားတဲ့အိမ်ရမှာအိတ်လိုက်ကြပါလိမ့်တော့စိန်စုံတဲ့တောင်လန်းကြီးများရဲ့ထိပ်မှာကြောက်တောင်တောင်ရှိလေတယ်အဲ့ဒီကြောက်တောင်ရဲ့ထိပ်မှာတော့ဆယ်ပေများရှိတဲ့ကြောက်တုံးမိုင်းပြက်ကြီးပေါ်မှာမောင်ဘိုးတွေရပ်နေပြီလေသူဒီယခုချိန်ထိဘယ်နေရာကိုရောက်နေလဲဆိုတာမသိသေးဘူးတို့ပေမဲ့လေးလေးများတိုက်နေရကြအောင်တော်လေးကိုနေလိုကောင်းနေပြီလေသူကကြောက်တောင်ဆုံးကိုသွားခါစိန်စုံနေတဲ့တောင်လန်းကြီးများကိုကြည့်လိုက်တိန်နေဖုံးနေတဲ့တောင်ကြီးများကိုကြည့်လိုက်နဲ့တောင်နှလုံးကြားထဲမှာရှိတဲ့ရေတကွန်ကြီးကိုကြည့်လိုက်နဲ့အတော်ကိုအလုံးများနေပြီလေဒါကြောင့်သူကြီးနောက်မှာပေါ်လာကသူ့ဟာခေါ်နေတဲ့မျိုးသမီးကြီးရဲ့အတန်းကိုမင်းဂယုမပြုတ်မိပြီအဲ့တော့မျိုးသမီးကြီးကလမ်းမလျှောက်ပဲကြောက်ပြင်းနဲ့တထွာမြအကွာမှာလွေမျောလာပြီးတော့မောင်ဘိုးရင်ပကုံးကိုပုတ်လိုက်ရာအမလီဟဲ့ဘာဖြစ်တာအတန်လေးပါလိပြီးမောဗျာနင့်ကိုခေါ်နေတာပဲနေမမကြားတာကြားမလားဗျာလေရလဲတိုက်ဟူရီဝင်ကြီးကလည်းအတန်လဲစုနေရခုတော့ခမပြောတာသိမကြောက်ကျုပ်အော်ပြောနေရတော့ပဲကြည်လေမောင်ဘိုးတွေကအဲ့လိုပြောလိုက်တဲ့အခါမျိုးသမီးကြီးကခေါင်းကိုတစ်ချက်နှိမ့်လိုက်ပြီးဟုတ်သားပဲနေပြောမှာပဲငါလည်းသတိထားပြီလို့အရင်ကလူတွေကိုလည်းဒီနာချိန်တာပါပဲသူတို့တွေကငါ့ကိုတွေ့ဒူးထောက်ပြီးတော့ကြောက်နေတာဆိုတော့နေပြောတိုင်းငါလည်းသတိမထားမိဘူးနောက်တစ်ခါခေါ်ရင်ဒီနာကိုမခေါ်တိတ်ဆိတ်တဲ့ညာခေါ်ရမယ်ကောင်းတော့ဗျာဒါမှလည်းစူသားစူတာပါနေတော့ကောင်းနေဗျာဟောကဘာငက်တွေပြန်နေရလဲအဲ့ဒါဂျိုးကြတယ်လေရေကုံဘက်ကိုပြန်နေတာနေသဘောကျလို့လားသဘောကျတော့ဗျာလေးကွာပိုင်းပြစ်လိုက်လို့ပြစ်မလွဲကြီးပဲလူကြီးကမောင်ဘိုးတင်စကားကိုကြားတဲ့အခါမျက်လုံးဝင်ပြူးကျဲသွားသည်အဲ့တော့မောင်ဘိုးတင်ကိုကြည့်လိုက်ပြီးကောင်းလေးနေငေါ့ကိုသေချာကြည့်စမ်းငါ့ကိုမြင်ဘူးလားမောင်ဘိုးတင်ကအဲ့ဒီမျိုးသမီးကြီးကိုသေချာကြည့်လိုက်တယ်ပြီးတော့ခေါင်းကိုတစ်ချက်ကုတ်လိုက်ကမြင်တော့မြင်မှုတူပဲဗျာသေချာမှတ်မိနေတာအကြီးရဲ့စပင်ကိုဘီးနဲ့ပတ်ထားတဲ့ပုံပဲဩတိပြီအကြီးကကျုပ်တို့ရွာအကြီးလားနဲ့တူတာကိုသူလည်းစပင်လို့ပတ်ထားတာ
ပြီးတော့အကြီးကမင်းသမီးလိုလည်းဝတ်ထားသေးတယ်ဆိုတော့အငိမ့်မင်းသမီးလားနေကတော့လေငါတော့မမှတ်မိဘူးလားမှတ်မိမလားဗျာတွေ့မှမတွေ့ဘူးလားဟဲ့အကောင်နေမဲငါ့ကိုဆူတောင်းထားပြီးတော့ငါမဲတော့လေဟဲ့အော်အကြီးကမဲတော့လားအေးဟုတ်တယ်အဲ့ဒါကြောင့်တူတော့တူပါလို့စဉ်းစားနေတာဒါပေမဲ့အယုတ်လက်အပြင်မှာပူလာတယ်ဗျာနော်တကယ်လားတကယ်ရောကြီးရဲ့မဲတော့ပါဆိုပါအကြီးလေဟုတ်တာဟုတ်ရဲ့မဲတော့ကျုပ်မသိလို့ပြောမိတာပါဗျာကဲနေရတောင်ဝေးဘသူခိုးသွားတယ်သိကျင်တာမလားဟုတ်တယ်မဲတော့အဲ့တော့မဲတော့ကသူကြီးလက်ညှိုးကိုတောင်တွေဘက်ကိုထိုးပြီးတော့ဝိုင်းလိုက်လေအဲ့ဒီကတောင်များဟာမဲတော့ဝိုင်းလိုက်တဲ့အတိုင်းသာတိုင်းမှန်တစ်ချက်လို့ဖြစ်သွားပြီးတော့အဲ့ဒီထဲမှာတောင်ဝေးတစ်ချောင်းကိုကင်ပြီးပြုံးနေတဲ့မျိုးသမီးညောက်ကိုတွေးလိုက်ရပြီလေမောင်ဘိုးတင်ကအဲ့ဒီမျိုးသမီးညောက်ကိုမြင်တဲ့အခါမှာတော်လေးအံ့ဩသွားပြီးမယုံကြည်နိုင်အောင်လည်းဖြစ်မိပြီတော့လေအเจ้าမှာတော့တောင်တန်းပေါ်မှာပေါ်နေတဲ့အမျိုးသမီးညောက်မှာလောင်ကစားသမားမတ်ကြီးတွေမလေးတို့ဖြစ်နေခြင်းကြောင့်ဖြစ်တော့လေအဲ့ဒီကမောင်ဘိုးတင်ကသူ့မျက်လုံးကိုသူမယုံနိုင်ဖြစ်နေသလိုမဲတော့ကိုလည်းငယ်ဆောင်ကြည့်လိုက်ကမဲတော့ဒါအမှန်ပဲလားမဲတော့အမှန်ပါနင်တို့တောင်မွေးကိုသူတို့ခိုးသွားတာဒါကျုပ်တို့ရွာကျုပ်တို့အသိမကြီးနဲ့မလေးပါသူတို့ကဆုံးနေလားမဲတော့အဲ့ဒါတော့ငါလည်းမသိဘူးဒီကြတော့သူတို့ခိုးထားတာပဲအေးဗျာအမှန်ဆိုရင်တော့ဘိုးတွေနဲ့တွေ့ပြီပေါ့မောင်ဘိုးတွေကတောင်တန်းမှာပေါ်နေတဲ့တောင်မွေးကြီးကိုကင်ပြီးတော့ပြုံးရနေတယ်မန်ကြီးနဲ့မန်လေးတို့ကိုကြည့်နေစဉ်သူတို့ဤပုံရိပ်များကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပြီမဲတော့အားလှည့်ကြည့်လိုက်ရမဲတော်ဒီလည်းရှိမနေတော့ပါအဲ့တော့တောင်များတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားသလိုသူရက်နေတဲ့ကြောက်တောင်ကြီးကလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်လာပြီးတော့သူပါပျောက်ကွယ်လို့သွားပါလိမ့်တော့တယ်ဥက္ကုဋ္ဌကအိမ်မှာတဲကြတဲ့မောင်မိုးနေတို့ဖွဲ့ရမလားစောကြီးနိုးထလာကြလိမ့်တယ်သူတို့စောကြီးနိုးလာဆိုမဲ့မောင်ဝင်ကမိအိမ်လေးတွေထမင်းချက်နေပြီဖြစ်တော့တယ်မောင်မိုးနေတို့ကထမင်းချက်နေတဲ့မောင်ဝင်ကနားကိုသွားပြီးစားယူသူယူအိုးမဲခဲယူသူယူပြီးတော့ရေဦးစင်နားမှာသွားပြီးတော့မျက်နှာတစ်နေလိုက်ကြတယ်မျက်နှာတစ်ပြီးတဲ့အခါမှာတားနဲ့ဘိုးလေးတို့ကနွားများချီထားတဲ့နေရာကိုသွားနေကြပြီမောင်ဘိုးတွေတို့တောက်တီကဓမေးမကန်ယူသူယူဟင်းမကန်ယူသူယူနဲ့မနက်စာထမင်းစားဖို့အတွက်ပြင်ဆင်ကူပေးလိုက်ကြတယ်။အဲ့တော့ဦးခုတ်ကလည်းနိုးလာပြီမို့လို့အားလုံးဝိုင်းဖိပြီးတော့စားတောက်လိုက်ကြတယ်။မနက်ခင်းစောကြီးထမင်းစားနေစဉ်ဦးခုတ်ကမောင်ဘိုးတွေကိုကြည့်ကကဲကောင်းပြီမင်းတောင်မွေးစီနေဘလို့ရှိဦးခုတ်ရဲ့မေးစကားကြောင့်ကြံသူများလဲမောင်ဘိုးတွေကိုအကြည့်ရောက်သွားကြတယ်။အဲ့ဒီကမောင်ဘိုးတွေကပါဇာထဲထည့်နေတဲ့ထမင်းလုပ်ကိုပြီးအောင်စားလိုက်ပြီးမေရိုပြောတာအမှန်ဆိုတော့တခုကျုပ်သိပြီဗျာဟုတ်လားဘေးရလေတိတ်ဝေးရတော့မဟုတ်ပါဘူးကြီးကျုပ်တို့အခုသွားတော့မှာပါအေးကွာမင်းတို့လိုရတာရှိရင်တော့ပြောဘာမှမလိုရတော့ပါဘူးဗျာကိုဘိုးတွေဦးကြီးတင်မိတာတဲ့ဆန်လေးစီတွေပြန်ချပေးလိုက်ပါဦးဗျာဟာဘာလို့လဲကွာငါတို့ဘယ်လောက်ထိခီးစားမှမသိတာမဟုတ်တခုကဝေးကြရမဟုတ်ဘူးဗျာအဲ့ဆန်လေးစီတွေမလိုတော့ဘူးကျုပ်တို့ရွာပဲပြန်ကြရမှာမောင်ဘိုးတွေပါအဲ့လိုပြောလိုက်တဲ့အခါတာကြီးကထမင်းစားနေရမှာဘိုးတွေကိုကြည့်လိုက်ပြီးအဲ့ဒါဆိုငါတို့ရွာပြန်မဲ့လမ်းမှာတခုကရှိရလားမောင်ဘိုးတွေကခေါင်းကိုသာခါရမ်းပြလိုက်တယ်အဲ့ဒီကပေတူကနောက်ထပ်စကားဆက်လာပြန်တယ်အဲ့ဒါဆိုရေဦးစင်ရွာကလားမဟုတ်ဘူးအဲ့ဒါဆိုဘေးရတယ်ပြောလေကွာမင်းပြောရင်ပြီးနေအောင်ဆရာကြီးပုံစံဖမ်းနေသေးဦးကြီးနဲ့အမဝင်ကရှိလို့နော်မောရင်တော့မင်းကဆဲပြီဟုတ်တယ်ကွာပြောလိုက်ပြီးနေအောင်တော့ရစ်ရှိတယ်ကောငါလည်းစိတ်ကိုတော့ထိန်းထားတာနော်မင်းတာရင်နဲ့ပေတူတို့ကစိတ်တူလာကြလေသူတို့ကအရေးရှိချင်းကိုသိပြီးတော့မကြိုက်ကြပြီပြောမယ်ဆိုပြောလုံးမယ်ဆိုလုံးဟူတော့ကောင်းလေးများဖြစ်ကြပြီသူတို့စိတ်ဖြေတော့တာကိုသိတဲ့မောင်ဘိုးတင်ကပေတူးနဲ့သားကြီးကိုစောင်းငယ်ကြည့်လိုက်ကတခုကတို့ရွာကဟာဟေးဟုတ်ကောဟုတ်လို့လားကွာမေရောငါ့ကိုတောင်ကြီးကိုမှန်လို့ဖြစ်အောင်လုပ်ပြီးတော့အဲ့ထဲမှာတကူတွေကိုထည့်ပြခဲ့တာဟာဟိုးလားကွာအဲ့ဒါဆိုတကူရဲ့မျက်နှာတွေကိုမင်းအကြီးတွေမြင်ရတာပေါ့အေးပေါ့ကွာမေရောပြတာဟုတ်လားအဲ့ဆိုမေရောဘယ်လိုပုံစံလဲရဟုတ်တယ်ငါလည်းသိချင်တယ်ငါပြပြမယ်ကွာရုပ်ထုနဲ့တော့တိတ်မတူဘူးကွာသူအပြင်မှာအသက်ပူကြီးတယ်ငါတော့အကြီးလို့ခေါ်မိပြီဟာကွာမင်းကလည်းမဲတော့မှအကြီးလို့သွားခေါ်ရတာကွာသိမှမသိပဲဟာမဲတော့သဘောတော့ကောင်းမယ်ပုံပဲဆက်ပြောပါဦးမဲတော့မင်းဘာပြောသေးလဲပြောတာပေါ့ကွာမဲတော့ငါ့ကိုခေါ်နေတာကြီးငါတောင်ပေါ်မှာရေတန်းလေတန်းနဲ့စူနေရဆိုတော့မကြောက်ဘူးလीဤဘောပဲကြရမလဲအဲ့တော့မဲတော့ငါလည်းခွာအရေးရှိတာမကြိုက်တဲ့ကောင်တွေကဟမ်မင်းတို့မေးတာနေကမြင်တော့ပြောလိုက်တော့ကြီးကျယ်နဲ့ရှားအားရှိတဲ့ကောင်ကတော့ဦးကြီးနဲ့မဝင်ကကြီးဒီကောင်လေးစောင်းမိတ်ကလာလို့ပါဘိုးတွေကမောင်ဘိုးတွေနဲ့ဆဲဆိုငောင်ခန်းလိုက်မှတကောင်သားသုံးပြောနေတဲ့စကားကိုရက်လိုက်ကြပြီလေအဲ့တော့သားကမောင်ဘိုးတွေကိုကြည့်ကဟေးရှင်းရှင်းပြောတခိုးကဘာတူလဲဘယ်ရွာလဲဆရာကြီးပုံစံလာလုံးနေတယ်ဘိုးတွေကိုနေရင်အုပ်ခိုင်းလိုက်မှာနော်မောင်ဘိုးတွေတော့ဘိုးတွေရဲ့လက်စားကိုသိနေတယ်တကြီးသားဘိုးတွေကလက်ပြန်ချင်းပြန်ရှိတယ်ဒါကြောင့်စကားဘူးမပြောရတော့ပဲမောင်ဘိုးတွေကစကားဆိုလာပြီလေတခိုးကအပြူကြီးနေအောင်ဗျာဟ
ဟာဘယ်အပြိုကြီးလေလုံးပြန်ပြီလားခွားထဲမှာပဲချင်းချင်းပြောကရှုပ်ပြန်ပြီလေးမကြီးနဲ့လေးမလေးဗျာဘာဟာဟိုဟုတ်ပါမလားကွာဘာလို့မဟုတ်ပါမလဲဗျာမေတော့တောင်ကြီးအပြည့်နဲ့ပြတယ်လေးမကြီးနဲ့လေးမလေးမျက်ခွက်ကြီးမှာအပြည့်ကြီးမြင်နေရတယ်သူတို့မျက်နှာတွေကတင်းတိတ်ပြောမြင်ရတယ်ဗျာဘာမှမမှားဘူးမောင်ဘိုးတွေအတီးကြတဲ့စကားကြောင့်ဘိုးတွေလို့လည်းအထုံးမတက်ကြတော့ပဲဥက္ကုတ်ကတင်ပေးထားတဲ့ဆန်တဲ့စီကိုပြန်ချပေးပြီးဘေးပင်ရွာကိုသွားဖို့စိုင်းပြင်းလိုက်ကြပါလိမ့်တော့တယ်မကြီးနဲ့မလေးလောင်းစားမနှစ်ယောက်ဟာသူနဲ့တည်တဲ့ရိုးစင်ရွာမှာပညာတဲ့မိသူစာကြီးပြောပြချက်ကြောင့်ဦးဦးမရှိတဲ့မိုးကြိုးဆက်တောင်မွေးကိုတချို့ဆုံးကဝေအောက်လန်းများကငွေမြောင်များပြီးတော့ဝယ်နေသည်ပြောတာကြောင့်ဦးအောင်စီကိုသွားပြီးတော့အရက်ကိုဘာကြီးများနဲ့ပေါင်းကတိုက်လိုက်ပြီးမူးနေတဲ့အကြောင်းစုံကိုမေးနေလေရာမောင်ဘိုးဒီလိုတန်ဆုံးကိုနှကောင်အားမိုးကြိုးဆက်တောင်မွေးကိုသွားဖို့ခိုင်းနေသိရလေတယ်အဲဒီကပြိုကြီးနှစ်ယောက်ကမိသူစာကိုကူညီတောင်းပြီးတော့မိုးကြိုးဆက်တောင်မွေးကိုသွားရောက်ယူဆောင်ထားခြင်းဖြစ်တော်တယ်ယခုတော့အဲ့ဒီမိုးကြိုးဆက်တောင်မွေးကိုမမင်းဖြူခေါ်တဲ့မိန်းကလေးစီကိုငွေ1000နဲ့ရောင်းရင်ထွက်သွားကြပြီဖြစ်ပါလေတော့လေအောင်လန်းဘိုးတွေနဲ့တခိုးစီကဤများသာမကြမီအောင်လန်းဘိုးတွေနဲ့နေပိုင်းကဝေမမင်းဖြူအမိရသောဇလန်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါလေခင်ဗျာ